လူဆိုတာညှိချက်ဖို့လောက်တင်မဟုတ်ပဲသွေးပေါင်ခြင်းကိုတည်ငြိမ်စေပြီးနှလုံးကိုတန်ကြပ်ခါလိုမျိုးကောင်းကွယ်ပေးနိုင်တဲ့ကျန်းမာရေးစူပါဟီးရိုးလေးပါပိုတက်ဆီယမ်တဲ့အပြည့်အဝပါဝင်လို့နှလုံးရောဂါအန္တရာယ်ကိုအဝေးဆုံးမှာထားပေးပြီးသွေးကြောလေးတွေကိုလည်းနှိပြိုစေပါတယ်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုတက်မတော်ကြီးတစ်ခုလိုဆောက်ရှောက်ပေးဖို့အားလုံးရဗီတာမင် C တွေကအသင်းဆောက်တူနေပါတယ်ရာသီဥတုကြောင့်ဖျားနာတာအေးမိတာတွေကိုအားလုံးစားရုံနဲ့တဘာဝအတိုင်းအလွယ်တကူထိုက်ထုတ်ဖြစ်နိုင်ပါတယ်ဝမ်းချုံလိုစိတ်ညစ်နေတဲ့အခါအာလူပြုတ်တွေဟာဦးလန်းကြောင်တန်ရှင်းပေးပြီးအစာချစနစ်ကိုပေါ်ဝသွက်လက်စေပါတယ်အမြင့်ဓာတ်တွေနဲ့ပြည့်နှက်နေတဲ့အာလူကအစာရင်ကိုပျောက်ရှင်းစေပြီးကျန်းမာစေရဲ့အစာချစနစ်ကိုဖန်တီးပေးပါတယ်အုံနာကိုအားဖြည့်ပေးပြီးညင်ကိုလည်းတကြစေလို့အာလူတွေကဂလူကိုဓာတ်ကလောင်စာစီလိုမျိုးအကောင်းဆုံးထောက်ကူပြုပါတယ်။လုပ်တွေများလို့ကောင်းမှုပြီးတော့စိတ်ငြိမ်ပန်းနေတဲ့အချိန်မှာအာလူလေးစားလိုက်ရုံနဲ့တင်မှတ်ညက်နေပြန်လည်ဆန်းလာစီပါလိမ့်မယ်။ညက်ကွင်းညိုပြီးပင်မနဲ့မျက်လုံးလေးကိုအာလူပပလေးတင်ပေးရုံနဲ့တင်ပြန်လည်ဆန်းသွားစီမှာပါ။အေးဓာတ်ကိုတဘာဝအတိုင်းပိတ်ဆက်နိုင်လို့မျက်နှာပေါ်ကအမဲဆက်တွေကိုဖယ်ရှားပြီးမျက်နှာကိုတောက်ပစေပါတယ်။အယိုးတွေကိုတန်မဏိလိုမျိုးတန်မာစေခြင်းရင်တော့အာလူးမှာပါတဲ့ကယ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓာတ်တွေကိုမဖြစ်မနေအားကိုးရပါမယ်။အယိုးပွားခြင်းနဲ့အဆင့်မြင့်ကက်ခဲတာတွေကိုတားဆီးပေးပြီးအသက်ကြီးလာတဲ့တိုင်အောင်ကြန့်ခိုင်တဲ့အယိုးစစ်တွေကိုပိုင်းဆိုင်စေပါတယ်။ဝိတ်ချခြင်းပေမဲ့အစားအစာမလျှော့နိုင်ဘူးဆိုရင်တော့အာလူးပြုတ်ကဘိုက်ကိုကြာရှည်ပြည့်ဝနေစေပြီးအဆီကိုတားဆီးပေးနိုင်တဲ့အကောင်းဆုံးအဖို့ပါ။ကယ်လိုရီနည်းပြီးဘိုက်ပြည့်စေရဲ့ဂုဏ်သတ္တိကြောင့်အစာအလွန်ကျွမ်းစားခြင်းကိုအလိုလိုထိန်းချုပ်ပေးသွားမှာပါ။အသားကိုနုပြိုနေစေဖို့ဗီတာမင် B နဲ့ပြည့်နှက်နေတဲ့အာလူကိုပုံမှန်စားသုံးပေးခြင်းကအကောင်းဆုံးသောအလှပြင်နည်းပါပဲ။နေအောင်ကြီးတန်းကြောင့်ပျက်စီးသွားတဲ့အသားကိုပြန်လည်ကုသပေးပြီးစီရင်တောက်ပတဲ့အသားကိုပြန်လည်ရရှိစေပါတယ်။ခန္ဓာကိုယ်ရဲ့အစိတ်တောက်တွေကိုအမြင့်ဖြတ်ဖယ်ရှားပေးဖို့အာလူမှာပါတဲ့ဓာတ်ဆန့်ကျင်ပစ္စည်းတွေကအမြဲတမ်းစောင့်ကြပ်ပေးနေပါတယ်။အစိတ်တောက်ကင်းစင်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်လိုက်ခြင်းအပြင်ကင်ဆာရောဂါအချို့ကိုလည်းသဘာဝအတိုင်းကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဝက်ချန်အမာရွတ်တွေကြောင့်စိတ်ညစ်နေပါသလားအာလူကိုအသုံးပြုပြီးအသားအိတ်ကိုအမာရွတ်ကင်းနဲ့နုနှစ်ရောင်လိုမျိုးဖြူစင်စေနိုင်ပါတယ်တဘာဝအဆိုးဓာတ်ကိုပေးဆန်းနိုင်တဲ့အပြင်အသားအိတ်ကိုကျဉ်းလှပစေရကြောင့်လှပတော့အာလူကမရှိမဖြစ်လိုအပ်ပါတယ်ရှင်